အားလုံးပဲမင်္ဂလာပါ Gaming Incentive Program ဆိုတာကသူစော်ခိုင်းတဲ့ game လေးတွေကိုစော့ပြီးတော့ကိုစော့ထားတဲ့ဗီဒီယိုအတူလေးတွေကို TikTok ပေါ်မှာပြန်တင်ပေးရုံနဲ့ပတ်စံနေအများကြီးပြန်ရတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက်နီလန်းကလည်းအရန်ကိုလွယ်ကူပါတယ်ပထမဦးဆုံးကိုယ့်ရဲ့ profile နဲ့ကိုတွားရမှာဖြစ်ပြီးတော့ profile နဲ့မှာပါတဲ့ TikTok Studio ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ် TikTok Studio ထဲကိုရောက်သွားရင် Gaming Incentive Program ဆိုတဲ့အရာလေးကိုရှာပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဒီထဲကိုရောက်သွားရင်တော့သူပြထားတဲ့ဒီ game တွေကိုစော့ပေးရမှာဖြစ်ပြီးတော့ကိုစော့ထားတဲ့ဗီဒီယိုလေးတွေကို TikTok မှာပြန်တင်ပေးရမှာဖြစ်ပါတယ်ပထမဦးဆုံး game တစ်ခုတည်းကိုဝင်လိုက်ရမှာဖြစ်ပါတယ်ပြီးသွားရင်ကိုက game စော့ပြရမှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုနှိပ်ပြီးတော့ game ထဲကိုဝင်ရမှာဖြစ်ပါတယ်ပြီးရင် play now ဆိုတာလေးကိုနှိပ်ပြီးတော့ကိုက game ကစားပြရမှာဖြစ်ပါတယ်ကိုစော့ထားတဲ့ game လေးကို screen record လေးဖန်ထားရမှာဖြစ်ပြီးတော့အဲ့ဒီ record လေးကိုအနည်းငယ်ပြင်ဆင်ပြီးတော့ TikTok မှာပြန်တင်ပေးရမှာဖြစ်ပါတယ်ကိုစော့ထားတဲ့ game video လေးကိုတင်မယ်ဆိုရင်လည်းဒီ Gaming Incentive Program နဲ့ကိုပဲပြန်ဝင်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ကိုစော့ထားတဲ့ game တွေကိုဝင်မယ်ပြီးရင်ဒီအောက်မှာ post ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ video လေးကိုတင်ပေးရုံပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ video အပုတ်ကြီးပြည့်နေတဲ့အတွက်ထပ်တင်လို့မရတော့ပါဘူးကိုတင်လိုက်တဲ့ video ကိုလူ1000လာကြည့်ရင်$$4ရရှိမှာဖြစ်ပါတယ်ဒီနေရာမှာတော့တယောက်နဲ့တယောက်မတူညီနိုင်ပါဘူး follower များရင်များသလိုနည်းရင်နည်းသလိုကွာမှာဖြစ်ပါတယ်ပုံမှန်အားဖြင့် monetization အောင်ပြီးသွားတဲ့အခါ video တွေတင်ခဲ့ရင်တောင် view 3သိန်းကျော်ရမှ$ကျော်လောက်ပဲရတာဖြစ်ပါတယ်ဒါပေမဲ့ဒီ Gaming Incentive Program ကတော့လူ300ကျော်လေးကြည့်ုံနဲ့တောင်$ကျော်ရနေပြီဖြစ်ပါတယ်တကယ်လို့လူ3သိန်းလောက်ကြည့်မယ်ဆိုရင်$400လောက်ရရှိမှာဖြစ်ပါတယ်ကျွန်တော်အကောင့်လေးက video တွေမတင်တာကြာလို့ view တွေသိပ်မရပါဘူးကျွန်တော်မရပေမဲ့အခြားသူတွေကိုရစေချင်တဲ့စေတနာကြောင့်အခုလိုရှင်းပြပေးတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်